ဟုတ်ကဲ့ပါဗျာဒီကမဝေးအလဖာလေးတွေကဆိုလို့ရှိရင်တော့29သိန်းစွန်းစွန်းလေးတွေနဲ့ရပါမယ်ခင်ဗျာဒီဘက်ချက်မှဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစီဇအိုင်ကနာစီဇိုင်လေးတွေနဲ့ကနာရိုးစိုးလေးတွေကတော့28သိန်းအောက်လေးတွေနဲ့ရပါအောင်မယ်ခင်ဗျာကဲဒီလော်ကြားအပြလေးနဲ့ပန်းစီလေးရဆိုလို့ရှိရင်တော့35သိန်းအောက်လေးတွေနဲ့ရမယ်နော်ကျွန်တော်စီမှာဆိုလို့ရှိရင်တော့ဆိုင်ကလေးတွေကစုံစုံလင်းလင်းရှိပါတယ်ဆိုင်ကလုံးလေးရှိမယ်ဂျာနီစူပါကတ်တွေလည်းရှိမယ်ပေါက်ရှုံးရုပ်ဆိုးဘိန်းလေးတွေလည်းရှိပါမယ်ကိုပေါက်စီဇိုင်လေးတွေကဆိုလို့ရှိရင်တော့25သိန်းလေးတွေနဲ့ရပါမယ်ခင်ဗျာကဲဒီဘက်ကဒီတန်းလေးရဆိုလို့ရှိရင်တော့ဒါ29သိန်းစွန်းစွန်းလေးတွေနဲ့ရမယ်ဗျာဒီဘိန်းလေးတွေကတော့နေယူပါဝဝေးအလဖာဘိန်းလေးတွေကဆိုလို့ရှိရင်တော့28သိန်းအောက်နဲ့ရပါမုံပဲဗျာကဲဒီဆိုင်ကလုံးလေးတွေကတော့ဒါရာဇာဆိုင်ကလုံးဘိန်းလေးတွေဖြစ်တယ်ဗျာဒီဘိန်းလေးတွေရဆိုလို့ရှိရင်တော့လက်ဆောင်အိုထိုလေးလည်းပါမယ်စမတ်ဝက်နိုင်လေးလက်ဆောင်လေးလည်းပါအောင်မယ်ဗျာနောက်ထပ်ဘက်ကဘိန်းလေးတွေကဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါစာပိုင်း CBN 125ဘိန်းလေးတွေဖြစ်ပါတယ်ဒီဘိန်းလေးတွေကတော့ဒါ40စွန်းစွန်းလေးနဲ့ဒါလေးတွေရပါအောင်မယ်ဗျာလိုင်းစင်အုံနာဖို့နံပါတ်ပြားတွေထွက်ရှိထားတဲ့ဘိန်းလေးကတော့ထားရမို့ဝေးအလဖာဘိန်းလေးတွေပါဒီဘိန်းလေးတွေကတော့ဒါ35သိန်းဝန်းကျင်လေးနဲ့ရအောင်မယ်ဗျာကျွန်တော်တို့ဆိုင်မှာဆိုလို့ရှိရင်တော့ရိုးရဟွန်နာဝေဘိန်းလေးလည်းရှိပါတယ်အလဖာလေးရှိမယ်100ဘိန်းလေးလည်းရှိပါအောင်မယ်ဗျာဘိန်းကျော်ဘိန်းအတန်အကောင်းလေး share လေးတွေဗျာ